ကျွန်တော်အိမ်ကြီးချင်းကကျွန်တော်ကိုတရားမဝင်ဆောက်လုပ်ထားတဲ့အဆောက်အုံအဖြစ်တိုင်လိုက်တယ်ဗျကအဲ့ဒီနေ့ချင်းပဲရောက်လာပါတော့တယ်ကျွန်တော်လည်းညင်းမနေဘူးအတနာခံမနေပါဘူးချက်ချင်းပဲဖြုတ်ချဖို့သဘောတူလိုက်ပါတယ်ဗျအဲ့ဒီမှာဗျကျွန်တော်အိမ်ကြီးချင်းကအောက်ထပ်မှာလက်ပိုက်ပြီးတော့တအားကျင်းနေတဲ့ပုံစံမျိုးနဲ့ရက်ကြည့်နေတာပေါ့အဲ့ဒီညမှာပဲကျွန်တော်လူဖွဲ့တစ်ဖွဲ့ကိုခေါ်ပြီးတော့ကိုအကုန်လုံးဖြုတ်ချပစ်လိုက်ပါတယ်ဗျနောက်နေ့မှာတော့မိုးရွာပါလေရောဗျဘာမှကာထားတာမရှိတော့ရေတွေကကျွန်တော်အပြင်ဗန်းနံရန်ကနေတန်းနေအောင်စီးကြပြီးတော့ကျွန်တော်အောက်ထက်ကအိမ်ကြီးချင်းရဲ့ထဲကိုတိတ်တိတ်ကြီးစီးဝင်သွားတာပေါ့ဗျတတိယမြောက်နေ့မနေ့စောစောမှာတော့ကျွန်တော်တကားကိုထုတာဗျမျက်လုံးတွေကလည်းညီရဲနေတာပေါ့အော်ထားလို့အတန်ကလည်းပျောက်လို့နီးပါးဖြစ်နေတာပါကိုပြန်တက်ပေးပါလို့သူကကျွန်တော်ကိုတောင်းပန်ပါတော့တယ်အောက်ထက်ကအိမ်ထောင်စု၅စုကရေတွေကြောင့်သူတို့အိမ်တွေမှုတက်ကုန်တော့မယ်ဆိုပြီးတိုင်ကြားစာတွေတင်ထားတယ်လို့ပြောတာပေါ့ကျွန်တော်ကကိုဖြည်းဖြည်းလေးတောက်ရင်းနဲ့အဲ့ဒါကတရားမဝင်နဲ့အဆောက်အုံပါဗျာကျွန်တော်ပြန်တက်ပေးလို့မရပါဘူးလို့ပြောလိုက်တာပေါ့ကျွန်တော်ကိုတိုင်ခဲ့တဲ့အိမ်ကြီးချင်းကတော့လမ်းလျှောက်ခမ်းမထဲမှာရက်နေပြီးမျက်နှာကမိုးတိမ်လိုပဲမင်းမောင်နေတာပေါ့ဗျာရောက်လာတော့ကျွန်တော်မှာအပင်တွေကိုရေလောင်းနေတာပေါ့ယူနီဖောင်းဝတ်ထားတဲ့လူနှစ်ယောက်ကတွေကင်ထားပြီးတော့အဲ့ဒီမှာမျက်နှာတီနဲ့ရက်နေကြတာပြီပါပြဝင်ပါအရာရှိတယောက်ကခင်ဗျားတို့လက်တာဆောင်အပြင်ဘက်ကကိုတရားမဝင်ဆောက်ထားတာလို့တိုင်ကြားထားတယ်ဗျာဖြုတ်ချရမယ်တဲ့သူကအောက်ဘက်ကိုလက်ညှိုးထိုးပြတယ်ကျွန်တော်လမ်းကြည့်လိုက်တော့အဆောက်အုံဝင်ပေါက်ကကြောက်ချင်းတိကြီးနားမှာမိပြီးလက်ပိုက်လို့ရက်နေတဲ့ကျွန်တော်အိမ်ကြီးချင်းကအရန်ကိုကျင်းနေတဲ့ပုံပေါ်တယ်သူ့ဇနီးကလည်းသူ့ဘေးမှာရက်ပြီးကျွန်တော်ကိုလက်ညှိုးထိုးလို့မချင်မနဲ့တီတိုပြောနေတယ်ကျွန်တော်အရာရှိကိုပြန်ကြည့်လိုက်တယ်ရတယ်ကျွန်တော်ဖြုတ်ချလိုက်ပါမယ်ကျဝန်တော်ကဒီလောက်လွယ်လေးလက်ခံလိုက်တော့သူအန်တသွားတယ်သူပြင်ဆင်ထားတဲ့စီမင်းစည်းကမ်းတွေစုံမစကားတွေအကုန်လုံးလေချောင်းထဲမှာတင်ပိတ်ကုန်တော့တယ်အရာရှိဘာလဲဗျာကျွန်တော်ဖြုတ်ချမယ်လို့ပြောပြီးပြီပဲလေလက်မှတ်ထိုးရမယ်စာရွက်စာတမ်းတွေပေးပါတော့သူ့နောက်ကလူငယ်အရာရှိလေးတောင်ပါဆက်အဟောင်းသားနဲ့အန်တသွားတယ်သူတို့ကတရားမဝင်အဆောက်အုံတိုင်ကြားမှုတွေကိုအမြဲတမ်းကင်တွယ်နေရတာပဲလူအများစုကတော့တထွက်တာမပူးပေါင်းတာတွေပဲရှိတာကိုဒီလိုအလွယ်တကူလက်ခံတဲ့သူမျိုးနဲ့တခါမှမကြအုံဘူးသေးဘူးခေါင်းဆောင်ရာရှိကချက်ချင်းသတိပြန်ဝင်လာပြီးဖျက်သိမ်းခိုင်းတဲ့အကြောင်းကြားစာကိုထုတ်လိုက်ပါတော့တယ်ဥပဒေအရခင်ဗျားကိုယ်တိုင်ဖြုတ်ဖို့3ရက်အချိန်ရပါတယ်နော်မဟုတ်ရင်တော့ကျွန်တော်တို့ကပဲဖြုတ်ပေးရပါလိမ့်မယ်ကျွန်တော်ဘောပင်တစ်ချောင်းယူပြီးချက်ချင်းပဲလက်မှတ်ထိုးလိုက်ပါတယ်3ရက်တောင်စောင့်နေစရာမလိုပါဘူးဒီနေ့ပဲကျွန်တော်ဖြုတ်ပါမယ်အရာရှိပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းလေကားဘက်ကိုပြန်လှည့်ပြီးကျွန်တော်ရဲ့တစ်ခိုတွေကိုရေဆက်လောင်းနေလိုက်ပါတယ်ဟေ့မင်းကြားတယ်နော်ဒါဥပဒေနဲ့မညီဘူးဖြုတ်အများပိုင်နေရာကိုမကျူးကျော်နဲ့တော့သူအဲ့လောက်အကျယ်ကြီးអော်လိုက်တော့လမ်းလျှောက်သွားနေတဲ့တက်ကြီးရဲ့အိုအိမ်ကြီးချင်းတွေအများကြီးကိုစုမိသွားပါတော့တယ်ကျွန်တော်လည်းသူ့ကိုမတိချင်အောင်ဆောင်နေလိုက်ပါတယ်ကျွန်တော်ရေလောင်းလို့ပြီးတော့ဖုံးထုတ်ပြီးတော့ရက်ကွက်အဖွဲ့ထဲကတယောက်ကိုရှာပြီးသူ့ကိုဖုံးခေါ်လိုက်ပါတယ်ကျွန်တော်ဟဲလို့လားမသိဘူးဗျကျွန်တော်ကပါဟာဘာကိစ္စများရှိလို့ပါလဲဗျကျွန်တော်လေကားမှာတက်ထားတဲ့ကိုဒီနေ့ပဲဖြုတ်ချခြင်းလို့ပါလူတယောက်လောက်ပို့ပေးနိုင်မလားခင်ဗျာပိုက်ဆံကတော့ကိစ္စမရှိပါဘူးပို့ပေးပါမယ်ရတာပေါ့ဗျာဒီညတော့ကျွန်တော်တို့စီမှာလူတွေအားပါတယ်ပြီအကုန်လုံးအရှင်းဖြုတ်ပေးပါမယ်လို့ပြောတာနဲ့ကျွန်တော်ကလည်းကောင်းပါပြီဆိုပြီးမျက်စာပြင်ဖို့သွားလို့တာပေါ့ရိုမီသားစုကအောက်ထက်ကိုလွန်ခဲ့တဲ့6လလောက်ကပြောင်းလာကြတာအဲ့ဒီကလေးကတိုက်လုံးကိုဒုက္ခပေးနေတာပဲသူတို့ကအပေါ်ထက်ကစူညံတန်တွေစင်ကြံလမ်းမှာပစ္စည်းတွေရှုပ်ဖို့နေတာရဲ့အိမ်ကြောင်မဟုတ်တဲ့ကြောင်တွေအော်မီတာတွေကိုတိုင်ကြတာပေါ့သူ့မိမဆိုရင်လက်တာဆောင်ကိုတစ်ခုလိုတောင်ပြောင်းပစ်ထားတာလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကသူကထဲမှာကျွန်တော်ကနေရေတွေစင်းကြတာကသူ့ဘန်းတွေကိုပြီးအစည်းစေတယ်လို့ဒေါသတကြီးပြောခဲ့သေးတယ်ကကျွန်တော်ကိုတိတက်လာပြောပြီးအဲ့ဒါကိုပြင်ခိုင်းတာကျွန်တော်ကလည်းတွေဆိုတာမိုးရေကိုစင်းအောင်လုပ်ထားတာရေစင်းကြတာကပုံမှန်ပဲလို့ပြန်ပြောလိုက်တာပေါ့သူလည်းရှက်ရွံ့သွားတာဖြစ်မယ်ဘာမှပြန်မပြောတော့ဘူးအဲ့ဒီမှာတင်ပြီးပြီလို့ကျွန်တော်ကထင်တာဒါပေမဲ့သူကကျွန်တော်ကိုတိုင်လိုက်တာဗျအဲ့ဒီကိုကျွန်တော်ကပြောင်းလာပြီးတာနဲ့ချက်ချင်းတက်ထားတာဒီတိုက်ရဲ့ဆောက်လုပ်ပုံကချိုရင်းချက်ရှိတယ်လေလက်တာဆောင်နေရန်တွေမှာမရှိတော့မိုးရွာရင်နေရန်တလျှောက်အောက်ကိုတိတ်စီးကြတာအချိန်ကြာလာတော့အောက်ထက်ကမျက်နှာချက်တွေနဲ့နေရန်တွေကဆိုပြီးမှုတက်လာတာပေါ့ဒီတိုင်းမှာရှိတဲ့လူတိုင်းကြီးပါကအလားတူမျိုးတက်ထားကြတာသူကအလင်းရောင်ကိုလည်းမပိတ်ဘူးရေကိုလည်းလမ်းကြောင်းပြောင်းပြီးနေရန်တွေကိုကာကွယ်ပေးတယ်ဗျဆယ်စုနှစ်တခုကျော်လောက်ထိကောင်းကောင်းလှုပ်ခဲ့တာပေါ့ပြောင်းလာပြီးအရာကိုဖျက်ဆီးပစ်လိုက်တဲ့အထိပေါ့ညခုနှစ်နာရီတိတိမှာတော့ကအလုသမား2ယောက်နဲ့ရောက်လာပါတော့တယ်လုံဆွဲတန်တွေကာတာတန်တွေကချက်ချင်းဆိုသလိုစူညံလာတော့တာပေါ့ကတော့အဲ့ဒီအတန်တွေကိုကြားမှာပဲသူကအောက်ထက်ကိုဆင်းပြေးလာပြီးကြည့်နေတဲ့ချင်းတရုတ်ထုကိုမိပြီးတော့စီကရက်တောက်နေတာပေါ့ဗျအဖွဲ့သားတွေကအကာအရန်ပိုင်းစာတွေကိုတဲ့ချက်လာတော့သူကပို့ပြီးပြုံးစီလုံးနေတယ်ည10နာရီလောက်မှာတော့အကာအရန်ကလုံးဝပြောက်ကွယ်သွားပါပြီဝက်ဦးတွေတောင်မှဆွဲနှုတ်ထားတာပါကျွန်တော်ကချက်ချင်းငွေရှင်းလိုက်တဲ့အဖွဲ့သားတွေကိုလည်းလက်ဆောင်နေနဲ့ပိုက်ဆံပို့ပေးလိုက်ပါသေးတယ်ရာရေဟိုကအရန်ကတော်ကောင်းတဲ့ပစ္စည်းပါဗျာဖြုတ်ပြရတာတော့နှမျောစရာပဲပြုတ်ကျွန်တော်ကတော့လုံးမရဘူးဗျာတယောက်ကမကြိုက်တာကိုသူတို့ကိုပြန်လွတ်ပြီးနောက်မှာတော့ကျွန်တော်ကပြတင်းပေါက်ကိုပိတ်လိုက်တယ်မိုးကြီးလေကြီးလာတော့မဲ့အတိုင်းပဲကောင်းကင်ကမောင်မင်းနေတာပဲဗျာနောက်နေ့မနေ့အစောကြီးကျွန်တော်နိုးလာတဲ့အခါမှာတော့မိုးတွေကတအားသေးနေပါပြီကျွန်တော်ကလိုက်ကာကိုဆွဲဖွင့်လိုက်ပြီးမိုးရေဆက်တွေမှန်ကိုတိုက်ခတ်ပြီးစီးကြနေတာကိုကြည့်နေမိတယ်ကျမလာတာဆောင်ပေါ်ကိုထွက်လိုက်တယ်ပေါ့မိုးကမရှိတော့မိုးရေကဘာမှဓာတ်စီးတာမျိုးမရှိပဲစထမထက်နိုင်ရန်ကိုတန်းမရိုက်ပြီးရဲ့ပိစမထက်လက်တာဆောင်ထဲကိုတိတ်ကြီးစီးကြနေတာပေါ့သူ့နေရာကမိုးရေဆက်မကြံအကုန်လုံးခံနေရတာပဲသူ့ရဲ့ချစ်စပွဲဖန်လုံအိမ်လေးကလည်းရေတွေနဲ့ပြောင်းဆန်နေတာပဲကျွန်မကတော့ကော်ဖီတစ်ခွက်နဲ့လက်တာဆောင်တကားကိုမိပြီးအေးဆေးပဲရက်ကြည့်နေလိုက်တယ်လေဟာကြီးအားရေဘာတွေဖြစ်နေတာလဲဒီကိုလာပါဦးလက်တာဆောင်မှာရေတွေရှန်နေပြီးဟာကွာမိုးရေတခွန်ကြီးလိုမျိုးတအားစီးကြနေတာပဲမင်းတာကိုတမင်တက်လောက်တာလားကျွန်မကတော့သူ့ကိုဂယုမဆိုင်ဘူးကော်ဖီကုံအောင်တော့အထဲဝင်ပြီးအဝေးစားလဲအလုပ်သွားဖို့ပြင်ဆင်လိုက်တယ်ပေါ့ကျွန်မတကားဖွင့်လိုက်တာနဲ့ကတကားဝမှာပိတ်ရက်နေတာပေါ့သူ့နောက်မှာလဲသူ့ဇနီးကဖုန်းနဲ့ကျွန်မတကားဝကိုမရက်မနာရိုက်နေတာပဲမင်းတာကိုတမင်တက်လောက်တာပဲမဟုတ်လားရေကျွန်မတို့စိတ်အေးထားပြီးပြောကြရအောင်တော့ဘာမှဖိအားမထားပါနဲ့ပြောပါဦးကျွန်တော်ကိုခင်ဗျားဒီလိုလောက်တာလားခင်ဗျားကကျွန်တော်ကိုတရားမဝင်ဘူးဆိုပြီးတိုင်ခဲ့တယ်လေကကျွန်တော်ကိုဖြုတ်ခိုင်းခဲ့တာကျွန်တော်လဲဖြုတ်လိုက်တာပဲမိုးရွာတာကတဘာဝအတိုင်းဖြစ်တာပဲလေအဲ့ဒါတော့ကျွန်တော်ကိုအဖြစ်ပြောလို့မရဘူးနော်ခင်ဗျားဒါဖြစ်လာမယ်ဆိုတာတီးခဲ့တာပဲလေကျွန်တော်တီးတာကတော့ကျွန်တော်ရဲ့တရားမဝင်ကိုကျွန်တော်ကိုဘာသာကိုဖြုတ်ချခဲ့တယ်ဆိုတာပဲဒါကခင်ဗျားနဲ့ဘာမှမဆိုင်ဘူးလေကျွန်တော်ဘန်းတွေကျွန်တော်တွေအကုန်လုံးပုတ်ကုန်ပြီးခင်ဗျားပေးလျော်ရမယ်ဘာနဲ့လဲကျွန်တော်ဖျက်ဆီးခဲ့တယ်ဆိုတဲ့တက်တွေခင်ဗျားမှာရှိလာရေကအောက်ကိုစီးဆင်းတာပဲလေဒါပဲလေခင်ဗျားစိတ်ဆိုးရင်ကိုသွားတရားဆွဲလေခင်ဗျားကတော့တရားလုံးနေဗျာခင်ဗျားကကျွန်တော်ကိုအရင်တိုင်တာလေကျွန်တော်ကစီကန်းကိုလိုက်နာတာပဲကိုခွင့်ပြုပါဦးဗျာကျွန်တော်အလုပ်သွားတော့မယ်မလုံးနဲ့ဒါကိုမရှင်းမချင်းမင်းသွားလို့မရဘူးကျွန်တော်ဖုန်းထုတ်လိုက်တယ်မင်းတို့ငိုင်းကိုတရားမဝင်ထိန်းထားတာနော်အခုချက်ချင်းရဲခေါ်လို့ရတယ်ကအလိုလိုနောက်ဆုတ်သွားတယ်ဒါပေမဲ့သူ့မိမကကျွန်တော်ရှိတဲ့ကိုတိုးဝင်လာတယ်ခေါ်လိုက်လေဒီမှာရှိတဲ့သူတွေကဘယ်သူမှလည်းဆုံးဖြတ်ကြပါစေမင်းဒီလိုမျိုးမတရားအနိုင်ကျင့်လို့မရဘူးအဲ့ဒီအချိန်မှာပဲမျက်နှာချင်းဆိုင်ကတကားဖွင့်လိုက်ပြီးအဲ့ဒီမြင်ကွင်းကြောင့်ကြက်တေသွားတယ်
ပဲအတက်ကဲကျိုးကိုတွေ့သွားတယ်လို့မျိုးချက်ချင်းဆွဲကင်လိုက်တော့တာပဲအန်ဒီပဲကြည့်ပါဦးသူ့စီကမိုးရေတို့အေကကျမတို့အခန်းထဲကိုဝင်ပြီးရေလွှမ်းကုန်တာဒါကျမတို့အမားလားကျမပန်းတွေအကုန်သေးကုန်ပြီးသူကယော်လဲမလျော်ဘူးသူကလက်စားချနေတာပါရဲအန်ဒီအဲ့ဒီမိုးကလေးကရေတွေအောက်ကိုစီးကြမလာအောင်တားထားတာပါအန်ဒီတို့ကတိုင်လို့ဖြုတ်ခိုင်းတာလေအခုမရှိတော့ရေတွေကဘယ်ကိုစီးရမှာလဲ UN ရဲ့မိမကကျမတို့ကိုအကုန်လုံးလာရေလွှမ်းလို့မရဘူးလေလန်အန်ဒီကဒါဆိုဒီရေတွေကကောင်းကင်ပေါ်တက်ပြန်မယ်လို့ထင်နေတာလားချောင်ရွံကတော့ဘာမှပြန်မပြောနိုင်တော့ဘူးကျွန်တော်ကသူတို့ကိုပတ်ပြီးတော့တက်လေကားခလုတ်ကိုနှိပ်လိုက်တယ်မျက်စိထောင်ကနေကျွန်တော်ကိုလက်ညှိုးထိုးပြီးသူ့မိမကိုဒေါသတက်ကြီးနဲ့ခါခါတီးတီးပြောနေတာကိုတွေ့လိုက်ရတယ်ဒါကအဆုံးသက်သွားပြီမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဒီလိုမြ မြန်ဆန်ဆန်ကြီးနဲ့ဒီလိုဆိုးဆိုးရွားရွားကြီးဖြစ်လာမယ်လို့တော့မထင်ထားခဲ့ဘူးတနေကုန်မိုးတွေတဲကြီးမဲကြီးရွာနေခဲ့တယ်ရက်ကွက်ကိုပြန်ရောက်တော့အောက်ဘက်မှာလူအုပ်ကြီးကစုယုံနေကြတယ်ရက်ကွက်ကလည်းအဲ့ဒီမှာရှိနေပြီးတော့မှတ်စုတွေရေးနေတဲ့ချောင်ရွံနဲ့သူ့မိမကတော့အလဲမှာရက်နေကြပြီးအဆောက်အုံကိုမော့ကြည့်ပြီးအော်နေကြတာပေါ့ချောင်ရွံကဒီမှာကြည့်ပါဦးဗျာကျွန်တော်အိမ်ထဲကိုတန်းပြီးတော့ရေတွေဝင်နေတာရေတံခွန်လိုပါပဲဗျာကျွန်တော်တယောက်တည်းမှမဟုတ်တာ၄လွာ၃လွာ၂လွာတွေလည်းအကုန်လုံးရေတွေလွှမ်းနေကြတာပဲဗျာကမော့ကြည့်ပြီးတော့မျက်မှောင်ကျုပ်လိုက်တဲ့ရေတိုင်းကြီးကနေတန်းပြီးတော့ဆင်းလာတာပေါ့ကိုအကုန်လုံးစင်ကုန်တာပေါ့တချို့ကအောက်ကိုဆက်စီးကြတယ်တချို့ကလေးနဲ့ဟိုဒီလွင့်ကုန်နဲ့အောက်ဆုံးထက်ကနယံတွေရောပြတင်းပေါက်တွေရောအကုန်လုံးရွှဲဆိုကုန်တာပေါ့အောက်ကအိမ်နီးနားချင်းတွေကလည်းပြောကြတာပေါ့ကျွန်တော်ပြတင်းပေါက်တွေတနေကုန်မချောက်ဘူးဗျာနယံတွေလည်းရွှဲနေတာမှုတက်တော့မှာပဲလူအုပ်ကလည်းကျွန်တော်ကိုမြင်ရောဝိုင်းပြီးတော့ပြောတော့တာပေါ့ခါလည်းတန်းပြီးတော့ရောက်လာတယ်ကြည်စမ်းမင်းတို့ဘာလုပ်လိုက်တာလဲကလည်းစိတ်လျှော့ပါရဲ့ရဲဒါကတခြားအိမ်နီးနားချင်းတွေကိုတကယ်ကိုထိခိုက်နေတာပါတဲ့ကျွန်တော်ကလည်းရေကျွန်တော်၃ချက်လောက်ပြောပါရစေလို့တကကျွန်တော်ရဲ့ကိုတရားမဝင်ဘူးဆိုပြီးတိုင်ခဲ့တာကျွန်တော်ကလည်းဥပဒေအတိုင်းအကုန်လိုက်နာပြီးဖြုတ်ပေးခဲ့ပြီးနှစ်ဒီရက်ကမကောင်းတဲ့အတွက်မိုးရေတွေကတန်းပြီးစီးကြတာအဲ့ဒါရဲ့အမားပါကျွန်တော်အမားမဟုတ်ပါဘူးတခြားအိမ်နီးနားချင်းတွေအတွက်စိတ်မကောင်းပါဘူးဒါပေမဲ့အပြစ်တင်ခံရမယ့်သူကကျွန်တော်မဟုတ်ပါဘူး